စ်ထားတာလေးတွေပေါ့နော်ပြီးလို့ရှိရင်ရေလေးပါမယ်မစားလေးနဲ့နဲ့ပါမယ်ဒါပါပဲပြီးလို့ရှိရင်ဖယုံကြီးလေးတွေကိုခြေပါကဲဖယုံကြီးလေးတွေခြေသွားပြီဆိုရင်စားလေးနဲ့နဲ့ထည့်ပါမယ်ကောင်းကြီးမုံလေးထည့်ပါမယ်အဲ့ဒါလေးကိုရေလေးတွေနဲ့နဲ့လေးထည့်ပြီးတော့ရောသမမွေးပါမယ်ကောင်းကြီးလေးတွေစီးပိုင်းသွားတယ်ဒီမွေးပါမယ်ဒီလေးကိုတော့ချစ်ချိန်ထည့်ပေါ့နော်နဲ့နဲ့ရေနဲ့နဲ့ထည့်ပြီးတော့မွေးပါမယ်မွေးပါပြီမွေးလိုက်ပါဦးမယ်ဘလေးမွေးပြီးလေးရမယ်ဆိုရင်ခဏလေးနှက်ထားပါမယ်နော်ခဏလေးနှက်ထားပါမယ်ဒီ30လောက်ဒီတော့မှပြန်လာပါမုံလေးတွေလုံးပါမယ်လို့နော်မုံလေးတွေလုံးလို့ရှိရင်ထဲထဲဟိုမှာချစ်အစားလေးတွေထည့်ပါမယ်ချစ်စားလေးထည့်ပြီးလုံးလေးပိတ်ပြီးတော့လုံးပါမယ်လုံးပြီးလို့ရှိရင်ဘိုးလေးလုံးပါမယ်လုံးပါမယ်အဲ့လိုလုံးပြီးဒီမှာနှမ်းလေးကပ်ပါမယ်နှမ်းလေးတွေကပ်လို့ရှိရင်နှမ်းလေးတွေကပ်ပါမယ်ဒီမှာချီလေးနဲ့ဆိုစားလို့ကောင်းတာပေါ့နော်နှမ်းလေးတွေကပ်ပါမယ်နော်နှမ်းလေးကပ်ပြီးတော့လုံးပါမယ်ဒီနှမ်းလုံးလေးရပြီပေါ့နော်ဒီလုံးလေးလုံးလေးလုံးလေးရပြီလုံးလိုက်ပါဒီလိုအလုံးလေးရပါပြီကျွန်တော်တို့ကြီးသွားတယ်လို့အထက်ကချီလေးတွေပေါက်ပါစေကြီးသွားတယ်လို့ကဲကြောက်ဖို့အစင်ပြေလုံးလိုက်ပါဦးမယ်ဒီလိုနှက်ကလုံးလေးရပါပြီကျွန်တော်တို့အထက်ကချီလေးတွေပေါက်ပါစေလို့ပေါ့နော်ကြီးကြီးလေးလုံးလိုက်တယ်တိုက်တယ်လို့လုံးလို့ရပါတယ်ဒီလေးလုံးလေးရပါတယ်ကြီးလုံးလေးရပါတယ်ကျွန်တော်တို့အထက်မှာချီလေးထည့်ထားလို့ပါနော်စီစူးလာပြီဆိုရင်စီရိုးတွေထည့်ပါမယ်လို့မီးအေးလေးနဲ့ကြော်မယ်နော်မီးလေးနဲ့ကြော်ပါလို့ကြော်ပါပြီလို့စတင်ကြော်နေပါပြီဒီလေးကြော်ထားပါမယ်လို့ရဲမှတစ်ဖက်လိုက်မယ်နော်တစ်ဖက်ပြီးမှတစ်ဖက်တာလို့ကြောလာလိုက်တာလို့ရွှေရောင်လေးတွေတန်းလိုက်ချလို့ရပါပြီလို့အစင်းလေးစားတော့ရအစ်မပဲလွယ်လွယ်ကူကူရိုးရှင်းနဲ့ရွှေပြေုံကြီးငက်ကကြော်လေးပါအထက်မှာချီလေးငက်ကကြော်လေးရပါပြီအထက်ကိုခွဲပြမယ်နော်ဘယ်လိုလေးရှိလဲဆိုတာမှာရွှေပြေုံကြီးငက်ကကြော်လေးပါဒါလေးကမှရွှေပြေုံကြီးငက်ကကြော်လေးကကြီးလေးနဲ့နိုင်တယ်အထက်ထဲမှာချီလေးတွေအရေးပြောတာမနော်ဒီမှာချီလေးတစ်လောင်းလေးနဲ့အရင်ကိုစားလို့ကောင်းပါတယ်စားကြပါဦး